ပါနကောပမတုတ်အနှစ်ချုပ်တရားဒေသနာတော်သဗ္ဗနကောပမစဆိုတာ6ခု6မျိုးပါဏကဆိုတာတတ္တဝအဘိပါဏဆိုရေးတဲ့စကားလုံးနဲ့တူတူပဲလုံးဝမင်္ဂလာပါခရစ်စတန်ရှယ်ရန်နေကြိုဆိုလိုက်ပါတယ်ပါဏကတတ္တဝဥပမာကနိုင်ရှင်ချက်တတ္တဝ6ကောင်နဲ့နိုင်ရှင်ပြီးတော့လူရဲ့တဏ္ဍမှာရှိတဲ့ဣဇတိကာယရဏ6ပါးလို့ခေါ်တဲ့မျက်စိနာနာလျှာကာယနဲ့ပတ်သက်ပြီးတော့ဝိပဿနာတရားကမ္မထာအထုတ်ဖို့မြတ်စွာဘုရားဟောတာဖြစ်တယ်။ဒါပေမဲ့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းအောင်နားလည်အောင်ဆိုပြီးတော့တရဝ6ကောင်ကိုဥပမာပေးပြီးတော့လူရဲ့တဏ္ဍမှာရှိတဲ့မျက်စိနာနာလျှာကာယမနထိအာရဏဣဇတိကာယတနာလို့ခေါ်တယ်အတွင်းအာယတနာအတွင်းဆိုတာကိုယ်တဏ္ဍမှာဖြစ်နေတဲ့အရာတွေပေါ့လူတိုင်းမှာမျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကိုယ်ကာယရှိတယ်မနလို့ဆိုတဲ့စိတ်ရှိတယ်အဲ့ဒီမျက်စိနာနာလျှာကာယမနဆိုတာတစ်ခုနဲ့တစ်ခုကသဘာဝချင်းမတူကြအောင်စမ်းဆောင်မှုချင်းနဲ့မတူကြအောင်အဲ့ဒီ6မျိုးကိုရှင်းပြတာအဲ့တော့ကိုယ်တဏ္ဍမှာရှိတဲ့အာရဏ6ပါးဒါပထမရေးချတာနော်နိဗ္ဗာန်သွားဖို့တရားရှာတယ်ဆိုတာဗမာစကားအဆိုတိုင်းပဲတရားရှာကိုမှတွေ့ဆိုတခြားရှာမှာမဟုတ်ဘူးကိုယ်တဏ္ဍမှာရှိနေတဲ့သဘာဝတရားတွေကိုမှန်သိအောင်ကြိုးစားဖို့လူတွေကကိုယ်ကိုရှိနေတာအမှန်သိမှုမကြိုးစားကြတာပဲဖြစ်တယ်အမှန်သိသလားဆိုတော့အမှန်လည်းမသိဘူးမသိအမှန်မသိဘူးဆိုတဲ့အလွဲမှားသိနေတယ်လို့ဆိုအဓိပ္ပာယ်လည်းရတယ်ပေါ့နော်လွဲမှားဆိုတာသိနေတာဟာအဖြေတစ်ခုမရနိုင်ဘူးအဲကြောင့်မလို့အမှန်သိဖို့ကြိုးစားအဲ့တော့ဒီသုတ်တန်လေးရဲ့အဓိပ္ပာယ်ကိုရင်မှတ်ပါစပါဏကောပမသုတ်တစဆိုတာ6ခုပါဏကဆိုတာတရဝဥပမာဆိုတာနိုင်ရှင်ချက်အဲ့ဒါနဲ့နိုင်ရှင်ပြီးတော့လူရဲ့တဏ္ဍမှာရှိတဲ့မျက်စိနာနာလျှာကာယအဲ့ဒီကနေပြီးအကုသိုလ်မဖြစ်အောင်ဘလို့ထိန်းရမလဲဆိုစနစ်ကိုဟောတာရေးကြီးဆုံးကတော့ကိုယ့်ရင်ထဲမှာအကုသိုလ်မဖြစ်ဖို့အရေးကြီးတာမျက်စိရှိတာရှိမှာပဲနားရှိတာရှိတာပဲသူကနဲ့သူမျက်စိကလည်းသုံးဝင်တာပဲနားကလည်းသုံးဝင်တာပဲနှာခေါင်းကလည်းသုံးဝင်တာပဲသို့သောအဲ့ဒါတွေကိုအကြောင်းပြုပြီးတော့အကောင်းကြီးဖြစ်တတ်လာလဲဆိုဘယ်အောင်ဆိုးတွေလည်းဖြစ်ကိုယ်အကျိုးမပြုတဲ့အရာတွေဖြစ်နေမျက်စိကကြည့်ပြီးတော့ကိုယ်ဒုက္ခပေးမဲ့ဟာတွေလက်ခံနားကအတန့်ကြားပြီးတော့ကိုယ်ဒုက္ခပေးမဲ့သဘာဝတွေဖြစ်နေတယ်အဲ့ဒီလိုမဖြစ်ရအောင်မြတ်စွာဘုရားဟောတာအဲ့တော့တရားဆိုတာကိုယ်မှရှိတာတွေကိုမှန်သိအောင်ကြိုးစားအဲ့လိုဆိုလို့ရနော်ဒါတော့ရဲ့အဓိပ္ပာယ်ကစပ္ပနကောပမတုတ်အနှစ်ချုပ်ဆိုတာအနှစ်ချုပ်ကလေးပဲဟောမှာဖြစ်တယ်ကျင့်ကြုတ်မြတ်စွာဘုရားရဲ့အဆုံးအမအဘောရိုက်မိပြီးတော့လက်တွေ့ဘလို့ကျင့်သုံးရမလဲမြတ်စွာဘုရားတရားတော်တွေကဟောယုံနာကြယုံမသားထားယုံနဲ့ပြီးတာမဟုတ်လက်တွေ့လုပ်ရတဲ့ဟာတွေဖြစ်တယ်လက်တွေ့လုံးမှအကျိုးကျေးဇူးခံစားဆေးနဲ့အလားတရတူဆေးဆိုတာပနေနဲ့ထည့်ပြီးခေါင်းရင်းမှာထားယုံနဲ့ယောဂပြောင်းမှာမဟုတ်ဘူးတောက်ဖို့လိုတယ်တရားဆိုတာလည်းပဲ
နာယူမှတ်သားပြီးတဲ့အခါမှာလက်တွေ့ကျင့်သုံးဖို့လိုတယ်ကျင့်သုံးတယ်ဆိုတာနှစ်ပိုင်းရှိတယ်အသိဉာဏ်လေးနဲ့ပုတ်တိုက်ပေးတာလဲကျင့်သုံးတယ်လို့ခေါ်တာစဉ်းစားတာပေါ့နော်စဉ်းစားကိုယ်မှရှိနေတယ်အရှိအနေထားတွေကိုမှန်သိအောင်အသိဉာဏ်နဲ့ပုတ်တိုက်ပေးနေရပုတ်တိုက်ပေးနေတာကိုတရားထုတ်တယ်လို့ပြောတာမျက်စိမိတ်ထိုင်နေမှတရားထုတ်တာမဟုတ်ဘူးတရားထုတ်တယ်ဆိုတာစိတ်လုပ်ငန်းဖြစ်တယ်ပေါ့လျောင်းခြင်းလျောင်းထိုင်ခြင်းထိုင်လမ်းလျှောက်ခြင်းလျှောက်ခန္ဓာကိုယ်ကြန့်ခိုင်မှုအတွက်ဣရိယာပု၄ပါးနဲ့အစဉ်ပြေသလိုနေပြီးတဲ့အခါမှာအသိဉာဏ်နဲ့ဒီအာယုန်ဒီတရားတွေအကြောင်းကိုပုတ်တိုက်နေဖို့ပဲရည်ချည်ပုတ်တိုက်တယ်ဆိုတာတိုက်ခိုက်တာမဟုတ်ဘူးဆုံတွေ့ပေးနေခြင်းအဖြစ်ဆုံတွေ့ပေးတာကတတိဆုံတွေ့ပေးလိုက်လို့တဘာဝတရားတွေကိုသိလာတာကပညာတတိနဲ့ပညာအလုံးလုံးအောင်မှာလို့ဆိုလို့တယ်တတိကနေပြီးဆုံတွေ့မပေးဘူးဆိုရင်ဒီတရားတွေရဲ့တဘာဝကိုသိမှာမဟုတ်ကိုယ်မှမျက်စိတော့ရှိတာပဲမျက်စိရဲ့တဘာဝသိလားမသိဘူးမစင်တိုင်းမသိမျက်စိဆိုတာကြည့်လို့ရတယ်ဒီလောက်ပဲသိကောင်းသိလိမ့်မယ်မျက်စိနဲ့ပတ်သက်ပြီးသိလိုက်တာမသိဘူးလေနားတော့ရှိတာပဲနားနဲ့ပတ်သက်တဲ့သိလိုက်တာသိလားဆိုမသိဘူးထို့တူပဲနှာခေါင်းတို့လျှာတို့ကာယတို့စိတ်တို့နဲ့ပတ်သက်ပြီးသူတို့ရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်လာတဲ့အခါမသိဘူးမသိတဲ့အခါကျတော့ဒီတိုင်းလွတ်ထားလိုက်တဲ့အခါကျတော့အိမ်တကားဖွင့်ထားလို့ရှင်ချင်းလဲဝင်မှာပဲရင်လဲဝင်မှာပဲကိုမဝင်စေချင်တာတွေလဲဝင်မှာပဲကိုအကျိုးပြုတဲ့လေကောင်းလေတန်လဲဝင်မှာပဲเนาะအကျိုးပြုတာတွေလဲဝင်တယ်အကျိုးမပြုတာတွေလဲဝင်တယ်တကားဖွင့်ဝါတာဖွင့်ပေးထားလိုက်ဖွင့်ပေးထားပြီးတဲ့အခါကျတော့အကောင်းမဲ့ဝင်စေချင်လို့ရှိရင်တခုလောက်အောင်အဲ့ဒီတတိဆိုတာလေးနဲ့စောင့်ရှောက်ပြီးတော့ကြည့်ရမယ်အကောင်းကိုတော့လက်ခံမယ်မကောင်းတဲ့အရာတွေကိုတော့လက်မခံနဲ့အဲ့ဒါလုပ်ဖို့ပဲလိုတာမျက်စိကတော့ဝင်မှာပဲနားလည်းဝင်လာမှာပဲဝင်လာတဲ့အချိန်မှာကိုယ့်အတွက်အကျိုးဖြစ်မဲ့ဟာတွေဆိုလက်ခံလိုက်ဝင်ခွင့်ပြုလိုက်ခိတကားကိုထိမ့်သိမ့်ရှောက်ရှောက်တဲ့အခါမှာလည်းကြည့် pass ပေးရတာရှိဝင်တဲ့လူကို pass ပေးလိုက်မဝင်တဲ့လူကိုတားပလိုက်ခိဆောင်လို့ပဲအဲ့တော့တတိဆိုတဲ့ခိဆောင်ကနေပြီးတော့အဲ့ဒီမျက်စိနာနာလျှာကာယလို့ခေါ်တဲ့မနလို့ခေါ်တဲ့ဓဝရ6ပါးတခါ6ပေါက်ကိုယ်ခန္ဓာမှာရှိနေတယ်ဒီဝင်ပေါက်တွေကနေပြီးတော့ဝင်လာမဲ့ဖြစ်ပေါ်လာမဲ့တဘာဝတရားတွေကိုမကောင်းတဲ့တရားတွေဆိုရင်လက်မခံနဲ့မဝင်အောင်တာအတင်းဝင်လာရင်လည်းတွန့်ထုတ်ဖယ်ရှားဒါပဲလုပ်ဖို့လိုတာနော်တရားထုတ်တယ်ဆိုတာအဲ့ဒါပဲအဲ့ဒီအလုပ်လုပ်တာတကားဆောင်အလုပ်လုပ်တာပဲစောင့်ချတဲ့အလုပ်လုပ်တာအဲ့ဒါကိုအိန္ဒြိယသူဂုဋ္ဌထွာရတာအိန္ဒြိ6ပါးကိုထဲထဲဆောက်ရှောက်တယ်လို့ခေါ်တယ်ဒီသဗ္ဗနကောဘဝတော့ကလည်းအဲ့ဒါကိုအဓိကထားဟောအဲ့ဒါကိုဟောမဲ့အချိန်မှာမြတ်စွာဘုရားကဒီသုတ္တနဲ့ပတ်သက်ပြီးတော့စတင်လိုက်တာဥပမာစကားရကလေးနဲ့စတယ်ရိုးရိုးရှင်းရှင်းလေးပါဘုရားဟောတဲ့တရားကရိုးရိုးရှင်းရှင်းလေးဥပမာအနေနဲ့မြတ်စွာဘုရားပါဟောလိုက်တော့ခန္ဓာကိုယ်မှာတဲ့အဖုအပိတ်အနာအစာတွေရှိနေတဲ့လူတစ်ယောက်ကိုရှိခံစားကြည့်လိုက်ခန္ဓာကိုယ်မှာအဖုအပိတ်အနာအစာတွေရှိနေတယ်တချို့တွေပေါက်ပြီးတော့ပြည်တွေပါတွေထဲနေသွေးတွေပါတွေဖြစ်နေနော်ခန္ဓာကိုယ်ကြီးမှာအဖုအပိတ်အရှာအနာတွေရှိနေတယ်အဲ့ဒီလိုရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဆူးရှိတဲ့မြတ်တော်
မျက်ပင်ကလည်းဆူးရှိတဲ့မျက်တွေရှိတယ်မမျက်တို့ပါတော့လို့ဟာဆူးရှိတဲ့မျက်တော်တဲ့ကိုဝင်သွားတယ်ကိုယ်ခန္ဓာကိုယ်လည်းဓာတ်ရဓာတ်ချက်တွေနဲ့အဲ့ဒါဆူးရှိတဲ့မျက်တော်တဲ့ဝင်သွားရင်ခြေတော့လဲဆူတာပဲအဲ့ဒီဆူတွေကခြေတော့လဲဆူတာပဲခန္ဓာကိုယ်လည်းဆူတာပဲသို့ဘို့အစင်းနေနဲ့ချစ်မိတယ်ဆူတွေနဲ့ချစ်မိတယ်ဆူဝင်တယ်အဲ့လိုအနာခန္ဓာကိုယ်မှာဓာတ်ရဓာတ်ချက်တွေရှိနေတဲ့ပုဂ္ဂိုလ်ဟာမြားမြင့်တော်တဲ့ကိုဝင်လိုက်ရင်အဲ့ဒီဓာတ်ရဓာတ်ချက်တွေရောကောင်းတဲ့နေရာတွေပါဆူးတွေနဲ့ချစ်ပြီးတော့ပို့ပြီးတော့ဒုက္ခခံစားရမယ်ဟိုနာလေးဆူလိုက်ဒီနာလေးဆူလိုက်နဲ့ထမ်းတဲ့ချက်တွေပို့ပြီးတော့ခံစားရမယ်တဲ့ဒါရိုးရိုးလေးပဲဥပမာအဲ့ဒါလိုပဲတဲ့ယဟန်တော်တစ်ပါးသို့မဟုတ်ကပ္ပဋ္ဌာန်းတရားအထုတ်နေတဲ့ယောဂီပုဂ္ဂိုလ်တယောက်ရွာထဲမှာနေတော်ထဲမှာနေမြို့မှာပဲနေရက်ွက်ထဲမှာပဲနေအဲ့လိုတန်ရတန်ချက်တွေနဲ့ကိုယ်ခန္ဓာကိုယ်ကတန်ရတန်ချက်တွေရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအပြစ်နာစာတွေရှိနေတဲ့ပုဂ္ဂိုလ်တယောက်ပြောဆိုခံမင်းငေါ်ရခံအဲ့တော့ကိုချင်းတရားမကောင်းလို့အပြောဆိုဒီကိုချင်းသိက္ခာပျက်စီးနေတာဓာတ်တချက်တွေရနေတာ ਨੇ ထူတူပဲခုနကခန္ဓာကိုယ်မှာအဖူးပိတ်ပေါက်နေတဲ့ပုဂ္ဂိုလ်ဟာမြတ်မြတ်တော့ဝင်အဆုခံထို့တူပဲကိုချင်းသီလမလုံးချုံဘူးကိုချင်းတရားမကောင်းဘူးဆိုတဲ့ဓာတ်တချက်တွေပြည့်နှက်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာရွာရဲသွားတောရဲဝင်ရက်ကွက်ထဲသွားဘယ်နေရာသွားမင်းငေါ်မဲ့လူတွေပြစ်တင်ရှုတ်ချမဲ့လူတွေပြည့်သူ့ကြောင့်သိနေတဲ့ပုဂ္ဂိုလ်တွေကဝိုက်ပြီးတော့ပြောကြမှာပဲလိုတဲ့ပဲဝါတဲ့ဒါလောကကြီးရဲ့ထုံးတမ်းဆက်လာပဲလေမကောင်းတဲ့လူတယောက်ပြစ်ချက်ရှိတဲ့လူတယောက်ကိုပြောကြမှာပဲအဲ့ဒီလူအပြောခံရတာဟာစုခံရတဲ့တူတူပဲအပြောခံရတာစုခံရတာနဲ့တူတယ်စုတာကကိုယ်ကာယကိုနာကျင်စေတယ်အပြောခံရတာစိတ်နှလုံးကိုနာကျင်စေတယ်နော်ဆိုတာစုခံရလို့ရှိရင်နာတယ်လေထို့တူပဲအပြောခံရရင်လည်းနှလုံးသားကနာတယ်လေနာရခြင်းတူတူပဲစုလို့နာတယ်လို့ပဲအပြောခံရလည်းနာရပဲအဲ့တော့ဒီဥပမာလေးရှင်းလေးရနော်ထပ်ပြောပြမယ်ခန္ဓာကိုယ်မှာတန်ရတန်ချက်တွေရှိပါလေရဲ့ဆုမြတ်တော်တဲ့သွားလို့ရှိရင်အဆုခံရမယ်အဆုခံရင်ပို့ပြီးတော့ခံစားရမယ်အဲ့ဒါလိုပဲကိုချင်းတရားနဲ့ပတ်သက်ပြီးတော့အပြစ်နာစာရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်နေရာပဲသွားအပြောဆိုခံရလိမ့်မယ်မင်းငေါ်တာခံရလိမ့်မယ်ပြစ်တင်တာတွေခံရလိမ့်မယ်ဆုတာနဲ့တူတူပဲအဲ့ဒီခါကျတော့စိတ်နှလုံးနဲ့စူးဝင်ပြီးတော့ခံရခက်တာဖြစ်လိမ့်မယ်အဲ့ဒီခံရခက်လောက်အောင်အပြောခံရတဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့တတိရှိကိုလိုအပ်တယ်အသိရှိကိုလိုအပ်တယ်တတိနဲ့အသိနှစ်ခုရှိလာပြီးတဲ့အခါမှာမြတ်စွာဘုရားဆက်ဟောတယ်အဲ့ဒီအပြောခံရတာအစူးခံရတာပဲနှလုံးသားကိုညောင်စူးတာနဲ့တူတူပဲအဲ့ကြရင်သူ့ဘာလို့ရမှာလဲ
ံဝရနဲ့အတံဝရတံဝရနဲ့အတံဝရတံဝရဆိုတာစောင့်စည်းတာအတံဝရဆိုတာမဆောင်စည်းတာတနည်းအားဖြင့်ပြောမယ်ဆိုရင်တံဝရကချုပ်တီးတာအတံဝရကမချုပ်တီးဘူးလူဆိုတာတခါလေးချုပ်တီးရတယ်လေမချုပ်တီးလို့မရဥပုသ်ဆောင်ရင်တော့ပိုက်ဆိုင်ချုပ်တီးထားဆဲရင်လည်းကိုယ်ဆဲခံရင်လည်းချုပ်တီးနေရစိတ်မဆိုးအောင်ချုပ်တီးရအဲ့ဒါကိုတံဝရလို့ခေါ်တာတံဝရဆိုတာပိတ်ဆို့ထားဘာမဝင်အောင်ပိတ်ဆို့တာတော့ဆိုလို့ရှိရင်ဒေါသမဖြစ်အောင်လောဘမဖြစ်အောင်ပိတ်ဆို့ရဒီနေရာမှာအပြစ်တင်ခံရရင်ဒေါသဖြစ်လာမပိတ်ရင်ဒေါသတွေဖြစ်လာလိမ့်မယ်အဲဒါကြောင့်တံဝရဆိုတာပိတ်ဆို့ရမယ်ချုပ်တီးရမယ်အတံဝရကမချုပ်တီးတာမပိတ်ဆို့တာဖွင့်ပေးထားတာအဲ့ဒီနှစ်ခုတံဝရနဲ့အတံဝရအဲ့ဒီနှစ်ခုကိုမြတ်စွာဘုရားကလမ်းခင်းပေးပြီးတဲ့အခါကျတော့မပိတ်ဆို့ဘူးမချုပ်တီးဘူးဆိုတာဘာလဲရှင်းပြတံဝရနဲ့အတံဝရနှစ်ခုပြောပြီးတော့အတံဝရကစရှင်းတယ်ဗျာဘာလို့လဲဆိုလို့ရှိရင်အကောင်းနဲ့အဆိုးဆိုရင်အဆိုးကိုရင်ပြောအောင်မလုံးရမယ့်ဟာကိုရင်ပြောတယ်အတံဝရဆိုတာမချုပ်တီးတာရဲ့အပြစ်ကိုရင်ပြောမယ်ပြီးမှချုပ်တီးရမယ်အဲ့တော့မချုပ်တီးခြင်းနဲ့ချုပ်တီးခြင်းမချုပ်တီးတာဆိုတာဘယ်လိုခါတော့ဆိုအဲ့တော့ချုပ်တီးတယ်ဆိုတဲ့တတိထားပြီးတော့စောင့်ကြည့်ချုပ်တီးတယ်အောင်အေးတယ်ဆိုတဲ့ကျင့်စဉ်ဟာဘုရားမြတ်စွာရဲ့အဆုံးအမမှာရှိတယ်တခြားအဆုံးအမမှာမရှိဘူးနော်တံဝရဆိုတဲ့ချုပ်တီးမှုအတံဝရဆိုတဲ့မချုပ်တီးမှုချုပ်တီးတာကဘယ်လိုဟာမချုပ်တီးတာကဘယ်လိုဟာစောင့်စည်းတာကဘယ်လိုဟာစောင့်စည်းမှုမရှိတာဘယ်လိုဟာဒီနှစ်ခုကိုရှင်းပြဖို့မစောင့်စည်းတာကစပြီးပြတယ်ဒါလေးကရှင်းရှင်းလေးပဲခုပြောတဲ့တကား6ပေါက်ကိုပိတ်ဆို့ရမယ်စောင့်စည်းရမယ်ချုပ်တီးရမယ်မျက်စိဆိုတဲ့တကားပေါက်နားဆိုတဲ့တကားပေါက်နှာခေါင်းဆိုတဲ့တကားပေါက်လျှာဆိုတဲ့တကားပေါက်ကာယဆိုတဲ့တကားပေါက်မနဆိုတဲ့တကားပေါက်အဲ့ဒီတကား6ပေါက်ကနေပြီးတော့မလိုလားတဲ့ဟာတွေဖြစ်ပေါ်လာတတ်တယ်ဒါကြောင့်မို့ချုပ်တီးရမယ်အဲ့တော့မျက်စိနဲ့ပတ်သက်လာလို့ရှိရင်ဘယ်သူ့အပေါ်ချုပ်တီးရမလဲမချုပ်တီးရင်ဘာဖြစ်တယ်လဲအဲ့တော့မျက်စိနဲ့ဆက်ဆိုင်တာဘာတော့ဆိုမြင်စရာအာယုံဆင်းအာယုံမျက်စိနဲ့မြင်လို့ရတဲ့အာယုံအများကြီးပဲလေတာတဲ့နော်မျက်စိနဲ့မြင်ပြီးတော့ကိုကြိုက်တဲ့အာယုံကိုမကြိုက်တဲ့အာယုံအချင်းချုပ်လိုက်ရင်နှစ်ခုပဲရှိကိုကြိုက်တာကိုမကြိုက်တာမြင်ကွင်းဟာကိုကြိုက်တာရှိတယ်ကိုမကြိုက်တာရှိတယ်အဲ့ဒါကိုမဆောင်စည်းဘူးဆိုလို့ရှိရင်ဘယ်လိုဖြစ်တော့မျက်စိနဲ့မြင်စရာအာယုံကိုမြင်ပြီးတဲ့အခါမှာကြိုက်တဲ့အာယုံကြလို့ရှိရင်သဘောကျနှစ်ချိုက်ပြီးလောဘတွေဖြစ်တယ်မကြိုက်တဲ့အာယုံကြတော့ဒေါသတွေဖြစ်နေတယ်အဲ့ဒါမဆောင်စည်းတာလို့ခေါ်တယ်မြင်စရာမျက်စိနဲ့အဆင်းအာယုံကိုမြင်ပြီးတော့လောဘဖြစ်တာခံရတယ်ဒေါသဖြစ်တာခံရအဆင်းအာယုံကိုကြည့်ပြီးလောဘဖြစ်တယ်ဒေါသဖြစ်တယ်အဲ့ဒါမဆောင်စည်းတာပဲအဲ့တော့ကိုယ့်ဘဝကိုစဉ်းစားကြည့်ငါဆောင်စည်းရလားအမြင်အာယုံကိုကြည့်ပြီးတော့ကြိုက်တာဆိုရင်နှစ်ချိုက်တယ်လောဘဖြစ်တယ်မကြိုက်တာဆိုရင်ဒေါသဖြစ်တယ်အဲ့ဖြစ်လာတဲ့လောဘဒေါသနဲ့ပတ်သက်ပြီးတော့တတိဟာလွတ်နေတယ်တတိလွတ်လို့လည်းဖြစ်သွားတာပဲလေအစင်းအာယုံဟာအစင်းအာယုံဆိုတဲ့သဘာဝပေါ်မှာ
ခုခေတ်တရားရိပ်တာတွေသင်ပေးသလိုပေါ့မြင်တာကိုမြင်တယ်လို့မမှတ်နိုင်လို့ရှိရင်ဒေါသဖြစ်လာတာပဲမြင်ခြင်းကိုမြင်ခြင်းမှမရနိုင်ဘူးဆိုရင်အတွေးတွေဝင်တော့တာပဲလေငါမြင်တာကလှပတဲ့ရလားငါမြင်တာကမုန်းစရာလားတွေးပြီးတဲ့အခါမှာလှပတဲ့အရာဆိုလောဘဖြစ်လိုက်ပြီမုန်းစရာကောင်းတဲ့အရာဆိုဒေါသဖြစ်လိုက်ပြီအဲ့ဒါအလေးချင်မရှိဘူးဆိုလို့ရှိရင်အနုပဋိတကာယကတကာယတတိဘယ်တော့မှကိုယ်ခန္ဓာကိုယ်မှာရှိနေတဲ့အခြေအနေတစ်ခုတတိမထားတာဟုတ်တယ်ဘယ်နှခါတတိထားဘူးလဲတတိထားတဲ့အခါတော့ရှိပါတယ်အပြင်ထွက်မယ်ဆိုရင်မှန်လေးရှိမှကြည့်ပြီးတော့ပေါင်းတာရိုက်တဲ့အခါတော့မျက်တောင်မွေးဆွဲတဲ့မျက်ခုံးမွေးဆွဲတဲ့အခါတော့အဲ့ဒီအပိုင်းလေးတော့တတိထားကောင်းထားလိုက်မယ်နော်နှုတ်ခမ်းလေးဆစ်ဆိုတဲ့အခါတော့ကိုယ်ကာယပေါ်မှာတတိရှိတာလေအဲ့သို့တော့စဉ်းစားကြည့်လိုက်လို့ရှိရင်နှစ်သက်စရာအာယုံပေါ်မှာငါမှလောဘဖြစ်သလားမနှစ်သက်စရာအာယုံမြင်လို့ငါမှဒေါသဖြစ်သလားဆိုတဲ့ကိုယ်ကာယနဲ့ပတ်သက်တဲ့တတိကတော့လုံးဝမရှိတာအဲ့ဒါလုံးဝမရှိတော့သိကိုမသိလိုက်ဘူးလောဘဖြစ်တာလည်းမသိလိုက်ဘူးဒေါသဖြစ်မှလည်းမသိလိုက်ဘူးအဲ့ဒါကိုအနုပဋိတကာယတတိစဝိဟရတိပရိဒာစေတတော်စိတ်လေးကအင်အားတဲ့ပေါ့လွတ်အောင်ကာမဂုဏ်အာယုန်တွေကလွတ်အောင်ယုံနိုင်တဲ့စွမ်းရည်တတိနေတဲ့စိတ်စွမ်းရည်တတိနေတဲ့စိတ်ကိုပရိဒာစေတတာအစွမ်းတတိနေတဲ့စိတ်ပြောညံ့တဲ့စိတ်ပြောညံ့တဲ့စိတ်ဆိုတာကောင်းတဲ့နဲ့တွေ့လဲပါသွားတာပဲစိတ်နဲ့တဲ့တော့အပြင်လောဘနောက်လိုက်သွားတာမကောင်းတဲ့နဲ့တွေ့ရင်လည်းဒေါသနဲ့လိုက်သွားပြန်အဲ့ဒါပြောညံ့နေတဲ့စိတ်လို့ခေါ်တယ်တင်မရဲစိတ်မဟုတ်ဘူးပြောညံ့တဲ့အစွမ်းတတိနေတဲ့စိတ်တတိကလည်းလွတ်နေတယ်ပြောညံ့တဲ့စိတ်ကလည်းဝင်လာတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတတိလည်းနေတယ်နော်ပြောညံ့တဲ့စိတ်လည်းရှိတယ်ပြီးတော့ကိုယ့်ရဲ့တဏ္ဍမှာမကောင်းမှုအကုသိုလ်စိတ်တွေဟာဘယ်လိုဖယ်ရှားရမလဲဘယ်ရာကိုနှလုံးသွင်းနိုင်မှဒီလောဘဒေါသတွေကထွက်ပေါက်ရမယ်ဆိုတာကိုလည်းမသိဘူးဆိုလိုတာထွက်ပေါက်ကိုလည်းမသိဘူးစိတ်ရဲ့ထွက်ပေါက်ကိုမသိဘူးမသိတဲ့အခါစိတ်ကနှောင်ဖွဲ့မိသွားတာဘယ်သူကနှောင်ဖွဲ့တာတော့ဆိုကိလေသာကနှောင်ဖွဲ့တာကိလေသာဘာနဲ့တွဲဖက်ပြီးနှောင်ဖွဲ့တာတော့အစင်းအာယုန်နဲ့တွဲဖက်ပြီးနှောင်ထွက်တယ်မျက်စိကမြင်တဲ့အစင်းအာယုန်တွေကနှစ်သက်စရာကောင်းရင်စာကနှောင်ဖွဲ့လိုက်ပြီဒေါသနဲ့မုန်းစရာကောင်းတဲ့အာယုန်ဆိုရင်ဒေါသနဲ့နှောင်ဖွဲ့လိုက်ပြီအဲ့ဒီဒါကဒေါသဆိုတဲ့ကိလေသာတွေဘယ်နေရာမှာလွတ်အောင်ယုံနိုင်မလဲဆိုတာကိုသိမထားတော့ထွက်ပေါက်မရအဆောက်အဦကြီးတစ်ခုတည်းဝင်တဲ့အခါကျတော့ emergency exit ဆိုတာရှိတယ်ဆောက်အဦကြီးတွေမှာလေစိတ်တို့ဘာတို့နော် emergency exit ဆောက်အဦကြီးတည်းဝင်သွားလို့ရှိရင်အဲ့ဒီ exit ဒီပြန်မပြောနဲ့လေမြန်စီးရင်တော့မှထွက်ပေါက်ရှိရလေလေမြန်တစ်ခုဖြစ်လို့ရှိရင်ဘယ်ပေါက်ကဆင်းရမယ်ဆိုတာ exit ရှိတယ်အဲ့ဒါလိုပဲအဆောက်အဦတစ်ခုမှလည်း exit ရှိတယ်စိတ်မှလည်းပဲထို့တူပဲ exit ရှိတယ်ထွက်ပေါက်ဆိုတာရှိတယ်အဲ့ဒီထွက်ပေါက်ကိုလည်းသိထားရမယ်လေမြန်စီးရင်ထွက်ပေါက်သိထားရတယ်မသိလို့ရှိရင်မိကိုလုံးပြီးတော့ဒုက္ခရောက်သွားမယ် emergency case မှာထွက်ပေါက်သိရမယ်ထွက်ပေါက်မသိရင်ပြေးချင်ဆွတ်ပြေးနေလို့မရဘူးအဲ့တော့အခုမြတ်စွာဘုရားပြောတာစောင့်စည်းမှုမရှိဘူးဆိုတာတဲ့မျက်စိနဲ့အဆင့်အာယုံကိုမြင်နေတဲ့ကောင်းတဲ့အာယုံဆိုလောဘဖြစ်တယ်မကောင်းတဲ့အာယုံဒေါသဖြစ်တယ်ကိုယ်ကရဲ့ပေါ်မှာဒီတတိယယတ္တိမှုမရှိသည့်အတွက်ကြောင့်စိတ်ထက်ခွန်အားလည်းပြောညံ့တယ်တဲ့ဘယ်နေရာမှာဒီအကုသိုလ်တွေငြိမ်းအောင်
မကောင်းတဲ့စိတ်တွေသဘောထားတွေဘယ်နေရာမှာရက်တန့်သွားတယ်ငြိမ်းတယ်ဆိုတာရက်တန့်သွားတယ်ဘယ်နေရာမှာရက်တန့်အောင်လုပ်ရမယ်ဆိုတဲ့ဘယ်နေရာကနေထွက်ပေါက်ရှာရမယ်ဆိုတာကိုလည်းသိမထားဘူးတဲ့အဲ့ပုဂ္ဂိုလ်ဘယ်နေရာမှာလုံးဝထွက်ပေါက်ရှိတယ်ဆိုတာလည်းသိမထားဘူးထို့တူပဲနားနဲ့အတန်ကြားတယ်ကြားလိုက်တဲ့အတန်ကကြိုက်တဲ့အတန်ရှိတယ်မကြိုက်တဲ့အတန်ရှိတယ်မကြိုက်တဲ့အတန်ဆိုရင်ကြိုက်တဲ့အတန်ဆိုရင်လောဘဖြစ်တယ်မကြိုက်တဲ့အတန်ဆိုရင်ဒေါသဖြစ်တယ်အဲ့ဒီအတန်ဖြစ်ပေါ်လာမှုနဲ့ပတ်သက်ပြီးတော့ကိုယ်ကာယတတိထားပြီးတော့စောင့်ကြည့်မှုကလည်းမရှိဘူးစိတ်ခွန်အားလည်းနေပါတယ်ဘယ်နေရာမှာအိတ်စစ်ရှိတယ်ဆိုတာလည်းသိမထားဘူးဒါစောင့်စည်းမှုကင်းနေတဲ့အထိပ္ပယ်ကိုပြောတာနော်နှာခေါင်းကအနံ့ရရင်လည်းပဲထို့တူပဲမကောင်းတဲ့အနံ့ကောင်းတဲ့အနံ့အဲ့ဒီမှာလည်းလောဘဒေါသဖြစ်တာပဲလျှာကအရသာခံတဲ့အခါမှာလည်းပဲလောဘဖြစ်တယ်ဒေါသဖြစ်တယ်ကိုယ်ကာယကထိတွေ့တဲ့အခါမှာလည်းပဲလောဘဖြစ်မယ်ဒေါသဖြစ်မယ်အထိတွေ့ပုံမှာစိတ်ကူးကြံစီတဲ့အခါမှာလည်းပဲအဲ့ဒီစိတ်ကူးကြံစီတဲ့ထဲမှာပေါ်လာတဲ့အာယုံပေါ်မှာလည်းပဲလောဘဖြစ်တယ်ဒေါသဖြစ်တယ်အဲ့ဒီဖြစ်လာတဲ့အာယုံနဲ့ပတ်သက်ပြီးတော့တတိရှိတာတို့အတိရှိတာတို့မဖြစ်ဘူးစိတ်သက်ခွန်အားလည်းရော့နေတယ်ဘယ်နေရာမှာဘယ်နေရာမှာထွက်ပေါက်ရှိတယ်အကုသိုလ်တွေကဘယ်နေရာရောက်ရင်အလုံးငြိမ်းသွားတယ်ဆိုတဲ့ငြိမ်းရဌာနထွက်ပေါက်ကိုလည်းပဲသိထားတာမရှိဘူးတဲ့သိထားတာမရှိဘူးအဲ့ဒါလို့ခေါ်ပြီးတော့မြတ်စွာဘုရားကဒီဥပမာတစ်ခုပေးထားဥပမာတစ်ခုပေးထားသဘောတော့ဒီလူရဲ့ဓဝရ6ပါးဓဝရ6ပါးဟာတစ်ခုနဲ့တစ်ခုတူကြတာမဟုတ်ဘူးခန္ဓာကိုယ်ပေါ်မှာကာယကတတတိလို့ဆိုတဲ့ကိုယ်ကာယနဲ့ပတ်သက်ပြီးတော့တတိကရှိနေရမယ်နော်ကာယကတတတိဆိုတဲ့တတိတရားကိုစိတ်အခြေအနေတစ်ခုတိုးတက်ပြလာအောင်လေ့ကျင့်ထားရမယ်မလေ့ကျင့်လို့ရှိရင်မျက်စိကဘယ်အခါဖြစ်ဖြစ်မျက်စိကဘယ်ကိုဒီမျက်စိကစိတ်ကိုဘယ်ကိုခေါ်သွားတဲ့တုံးဆိုရင်အစင်းအာယုံစီခေါ်သွားတာဟုတ်တယ်လေဘယ်နေရာလှတာရှိတဲ့ဆိုမျက်စိကရောက်သွားရဲ့အစင်းအာယုံရှိတဲ့စီကိုမျက်စိကခေါ်သွားတာပဲမျက်စိလဲလိုက်တယ်နားကလည်းตาရတဲ့အတန်ပဲစီခေါ်သွားတယ်မထိမ့်သိဘူးဆိုရင်ပြောနော်ตาရတဲ့အတန်စီခေါ်သွားတယ်သို့မဟုတ်မျက်စိကဒီตาရတဲ့အတန်စီရောက်သွားလို့ရှိရင်မျက်စိကตาရတဲ့အဆင်းအာယုနဲ့တွေ့ရင်လောဘဖြစ်သွားပြန်တယ်မျက်စိကနှစ်သက်စရာအာယုနဲ့တွေ့ရင်လောဘဖြစ်သွားတယ်မနှစ်သက်စရာအာယုနဲ့တွေ့လို့ရှိရင်ဒေါသဖြစ်သွားတယ်ထို့တူပဲနားကလည်းအတန်ဘက်ကိုအတန်ကိုခေါ်တော့အတန်ဘက်ရှိရဆွဲဆောင်သွားတယ်စိတ်ကိုဆွဲခေါ်သွားတယ်နှာခေါင်းကလည်းအနံ့ရှိရဘက်ကိုစိတ်ကိုဆွဲခေါ်သွားတယ်လျှာကလည်းအရသာရှိရဘက်ကိုဆွဲခေါ်သွားတယ်ကိုယ်ကာယကလည်းအထိတွေ့ရှိရဆွဲခေါ်သွားတယ်စိတ်ကလည်းစိတ်ကူးကြံစည်ရအာယုံရှိရကိုစိတ်ကိုဆွဲခေါ်သွားတယ်လို့နော်ဆွဲခေါ်ခံရတဲ့စိတ်ကတစ်ခုဆွဲခေါ်သွားတာတစ်ခုအဲ့ဒါလို့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အရာတွေကတပြိုင်နက်လို့ခန္ဓာကိုယ်ထဲမှာမတူညီတဲ့အသွင်သဏ္ဍာန်နဲ့
တော်ဝါ6កောင်လို့ကိုတန်ရဘက်ကိုဆွဲခေါ်နေတယ်ဥပမာဘာနဲ့တူတယ်လဲဆိုလို့ရှိရင်တော်ဝါ6កောင်ကိုကျိုးတွေနဲ့ချီနော်တော်ဝါ6កောင်ကိုတစ်ကောင်ကိုကျိုးတစ်ချောင်းတစ်ကောင်ကိုကျိုးတစ်ချောင်းနဲ့ချီထားပြီးတော့အဲ့ကျိုးစားတွေအားလုံးကိုအထုံးလိုက်တယ်အထုံးလိုက်ပြီးတော့ထားလိုက်တယ်လွတ်လိုက်တယ်အဲ့ဒီတော်ဝါ6កောင်ကတစ်ကောင်နဲ့တစ်ကောင်သူ့အကြိုက်ချင်းကမတူကြဘူးသူသွားတဲ့နေရာချင်းကမတူကြဘူးသွားတဲ့နေရာမတူတော့သူသွားခြင်းနဲ့စီဆွဲမှာပဲအဲ့တော့6កောင်ဆို6နေရာဆွဲနေကြ6နေရာဆွဲစဉ်းစားကြည့်တယ်6နေရာဆွဲသွားပထမတစ်ကောင်ကလည်းသူကြိုက်တဲ့ပဲကိုဆွဲသွားမှာဒုတိယကောင်လည်းသူကြိုက်တဲ့နေရာဆွဲမှာအဲ့တော့ဘာနဲ့တူတော့ဆိုလွန်ဆွဲပွဲကြီးနဲ့တူနေတယ်ချိုးနဲ့စုပေါင်းချီထားတာကိုသွားခြင်းတဲ့နေရာကိုယုံနေကြတာရှုံးနေကြတယ်အဲ့တော်ဝါ6កောင်ဟာယုံနေကြတယ်လို့ရှုံးနေကြတယ်လို့ပဲတဲ့လူရဲ့တဘာဝမှာလူရစိတ်ဟာမတည်ငြိမ်အောင်စိတ်ကိုမတည်ငြိမ်အောင်ဆွဲခေါ်နေကြတယ်အဲ့တော့ကောင်းပြီမျက်စိကဘာကောင်နဲ့တူတယ်လဲဘာတော်ဝါနဲ့တူတယ်လဲဆိုရင်မျက်စိနဲ့မွေနဲ့တူတယ်အဲ့ဒါတခုမှတ်တာစပ္ပနကောပမတော်ဝါ6កောင်ဆိုမျက်စိကမွေနဲ့တူတယ်မွေကရှုပ်ရှက်ကိုကြိုက်တယ်ပြောင်းတလင်းနေမကြိုက်ဘူးရှုပ်တဲ့နေရာလိုက်ရှာမျက်စိကလည်းရှုပ်မှကြိုက်တာဟုတ်တယ်လေပလိန်ကြီးလှုပ်ထားလို့ရှိရင်ဘယ်သူမှမကြည့်ကြဘူးမလေးဆေးရောင်လေးတွေခြဲထားပြီးအစိမ်းလေးတွေအနီလေးတွေနဲ့ပန်းကက်ကလေးတွေနဲ့ဆိုမျက်စိကပျော်နေအလှပါဆိုအဝတ်တောင်မှဝတ်ပါလားအဖြူရောင်ကြီးဆေးရောင်ဆိုစရာမဟုတ်ဘူးအကွက်ကလေးတွေဆန်းလေးတွေပါမှပိုးကြိုက်တယ်ဘယ်ရပဲဖြစ်ဖြစ်အကွက်ကလေးတွေဆန်းလေးတွေနဲ့မျက်စိကသဘောကျအဲ့မျက်စိကကြည့်ကျင်တာအရှုပ်ထွေးလေးကိုကြည့်ချင်ဒါမျက်စိရဲ့သဘာဝလူကိုကြည့်ရင်တော့မှပဲရှုပ်နေမှကြည့်ကောင်းဒီပလိန်ကြီးဆိုရင်ကြည့်မကောင်းရှုပ်နေအောင်လူတွေကြည့်တယ်အယောင်မျိုးစုံနဲ့ချဲပြီးတော့ဝတ်တာနှခမ်းကိုနှီးအောင်ဆိုးတယ်အဲ့တချို့ကအပြာရောင်ဆိုးတယ်အနေအောင်ဆိုးတယ်အဲ့ဒီလိုမျက်စိတစ်ခုတည်းတည်းမဲ့အယောင်မျိုးစုံဖြစ်အောင်ရှုပ်နေအောင်လုပ်ထားတာမျက်နှာပြင်တစ်ခုတည်းတည်းမဲ့ရှုပ်နေအောင်လုပ်ထားအဲ့ဒါမျက်စိအကြိုက်လုပ်ပေးတာကပလီမျက်နှာဆိုအမဲအရွယ်ဆိုဘယ်သူမှမကြည့်ချင်ဒီကရိုးမျက်နှာအမဲဆိုလည်းဘယ်သူမှကြည့်မှာမဟုတ်အဲ့ပါအမျိုးစုံကြည့်ပြရှုပြဖြစ်အောင်အကွက်ဆန်းနေနဲ့ထွင်ပြီးတော့လုပ်နေကြတာအဲ့ဒါမျက်စိရဲ့အကြိုက်မျက်စိကမွေနဲ့တူတယ်မျက်စိကရှုပ်မှကြိုက်တယ်မွေကလည်းပဲခြုံပုတ်တွေတွင်းနေအောင်းစရာနေရာတွေရှိမှကြိုက်တယ်ရှုပ်တွေကြိုက်လေပဲမွေကသူကအဲ့ဒီမှာသွားခွေးကျင်တာအဲ့တော့မျက်စိရဲ့အကြိုက်ကရှုပ်တာကိုကြိုက်တယ်မွေရဲ့အကြိုက်ကလည်းရှုပ်တာကိုကြိုက်တယ်ဒါကြောင့်မျက်စိနဲ့မွေနဲ့သွားတူးတယ်ကြိုက်တာချင်းတူးတယ်ပေါ့နောက်တစ်ခုကတော့မိချောင်းခရောကတိုင်မိချောင်းဆိုတဲ့တော်မိချောင်းဆိုတဲ့တော်လည်းပဲရှင်နဲ့ထဲဝင်ပြီးတော့တွင်းထဲကိုအောင်ရတဲ့ရှင်နဲ့ထဲကိုဆင်းပြီးတော့မှနေကျင်တဲ့တော်ကိုဒီတိုင်းကုန်းဝတ်တင်ထားလို့ကြာမနေနိုင်ဘူးသူတော့မိချောင်းကခုနကမွေကတောင်ပိုးလူပေါက်တွေတွင်းနေရှိတဲ့စီကိုမွေဟာ
တောင်ဖို့ကိုကြိုက်တယ်အပေါက်တွေရှိတာကိုကြိုက်တယ်မျက်စိကလည်းထို့တူပဲရှုပ်ထွေးတာကိုကြိုက်တယ်မိချောင်းကတော့ရေထဲကိုရေနဲ့တဲ့နေရာတွေကိုကြိုက်တယ်ရှေ့အောက်ပုံးနေရာမှာသူကစိတ်ချမ်းသာတယ်ကုန်းမော်လေထဲမှာမနေနိုင်ဘူးရှေ့ထဲမှာဆင်းတယ်နောက်တစ်ခုကတော့ငှက်ဆိုတဲ့သတ္တဝါကအတောင်းကိုအာပြုတ်ပြီးတော့ကောင်းကင်ကိုကျဲပြန့်ပြန်ရမှသူကဟိုပြန်လိုက်ဒီပြန်လိုက်သူကကောင်းကင်ကိုကြိုက်တယ်လွတ်လပ်ပြန်တန်းခြင်းတယ်ပေါ့အာကာသကိုကြိုက်တယ်မျက်စိနဲ့မွေးနဲ့တူတယ်နားနဲ့မိချောင်းနဲ့တူတယ်ဘာလို့မိချောင်းနဲ့တူတော့ဆိုရင်နားလည်းပဲခုနကနားတွင်းမှာချုံများတဲ့အတန်ကလေးတွေရလာတယ်အဲ့ဒီနားထဲမှာကြားတဲ့အတန်လေးပေါ်မှာသူကသွားပြီးမျောလင့်တာဒါကြောင့်မိချောင်းကလည်းပဲရှေးရေထဲမှာပုံအောင်နေရမှာသူကနှစ်ချိုက်တယ်အဲ့လိုဆိုလို့ရပေါ့နော်နောက်တစ်ခါငှက်ကကောင်းကင်ကိုကြိုက်တယ်ငှက်ကကောင်းကင်ကိုကြိုက်တာငှက်နဲ့နှာခေါင်းနဲ့တူတယ်နှာခေါင်းဆိုတာကအနံ့ကောင်းကောင်းရကြလို့ရှိရင်လေထဲမှာထွက်ရှူမှရတာလေရဲ့အကူအညီလိုအပ်တယ်တွားဦးလိမ့်မယ်တခါတည်းနွားတွေအပေါ်မော့ပြီးတော့နှာခေါင်းကြီးတွန်းနေတာအဲ့ဒါတွေ့မယ်အဲ့ဒါလေရှူတာလေရှူမှအနံ့အပူရတယ်ဆင်းနေပါလေဆိုလို့ရှိရင်နှာမောင်းကြီးကိုမြောက်ပြီးတော့လေရှူတယ်အဲ့တော့ငှက်ကလည်းပဲအာဂတဆိုတဲ့လေကိုရှာတယ်အဲ့တော့နှာခေါင်းကလည်းပဲလူရဲ့နှာခေါင်းကလည်းပဲလေနဲ့တွဲဖက်ပြီးတော့မှသူကအနံ့ကိုရနိုင်တာဖြစ်သောကြောင့်အဲ့တော့ငှက်နဲ့နှာခေါင်းနဲ့တူတယ်လို့သူတို့ဆိုရမှာဖြစ်တယ်ခါနောက်တစ်ခုကတော့ဘာလို့ဆိုရင်အိမ်ခွေးနဲ့မြေခွေးအိမ်ခွေးကုတ်ကူတာခွေးဆိုတဲ့ကောင်ခွေးကတော့ရွာထဲမှာပျော်တယ်နော်သူကဘယ်နေရာကြိုက်တော့ဆိုရင်မိဖို့ကြောင်တို့ပြာတို့အဲ့လိုနေရာလေးမှာအခုမျိုးကခွေးတွေကတော့လမ်းပေါ်မှာတိတ်အိတ်တယ်နှွေးလေးရှိတဲ့နေရာကိုသူတို့ကြိုက်တယ်အဲ့တော့ခွေးကရွာထဲကိုဝင်တယ်အဲ့ဒါဘာနဲ့တူတော့ဆိုလို့ရှိရင်ကိုယ်ကာယနဲ့ကာယပတ္တာရနဲ့ခွေးနဲ့တူတယ်ကာယခွေးနဲ့တူတယ်ခွေးဟာနှွေးထွေးလေးကိုရှာတယ်အများတာနော်နှွေးတယ်အေးတယ်အဲ့ဒီနေရာကိုရှာတယ်အဲ့ဒီနေရာကိုနှစ်ချိုက်တယ်ကိုယ်ကာယကလည်းတူတူပဲနှွေးတာထွေးတာကြိုက်တယ်ဆောင်းရသည်ဆိုရင်နှွေးရသည်ဆိုရင်အေးတာမြတာကြိုက်တယ်ခွေးနဲ့ဒါသရံတူတယ်တဲ့နောက်တောခွေးကတော့သုတ်တန်တစ္ဆာတင်ញိုင်းဝကိုသူကပျော်မွေ့တယ်ခြုံထဲမှာအောင်းပြီးတော့လူသေးကောင်ကအပုံနဲ့နေထွက်လာလို့ရှိရင်သူကရက်ပြီးတော့စားအဲဒါကြောင့်မလို့သုတ်တန်ထဲမှာလူသေးကောင်ရဲ့အနံ့လေးကိုသူကကြိုက်တယ်ကြိုက်တော့ရက်ဖော်ပြီးတော့စားရတယ်တင်ញိုင်းကိုကြိုက်တယ်နောက်တစ်ခုကမြောက်ကစိတ်ခွေးကကာယမြောက်တော့ခွေးကကာယလေဟိုကခုနကအိမ်ခွေးကလျှာအိမ်ခွေးကလျှာမြေခွေးကကိုယ်ကာယနောက်ပြီးတော့မြောက်နဲ့ကစိတ်နဲ့တူတယ်စိတ်ဆိုတာအာယုန်တစ်ခုတည်းကိုမြဲမနေဘူးဟိုအာယုန်လေးရှူလိုက်ဒီအာယုန်လေးယူလိုက်နဲ့စိတ်ကအငြိမ့်မနေတာအာယုန်တစ်ခုတည်းနဲ့ထားမယ်ဆိုလို့ရှိရင်စိတ်ကပြင်းရည်လာတယ်ဒါကြောင့်ထွက်လေဝင်လေမှတ်ကြည့်ပါလားမှတ်ကြည့်လိုက်ရင်သူကထွက်ပြေးသွားတာပဲသူတစ်ခုတည်းနဲ့သူမပြောဟိုတွေးတီတွေးဆိုသူပြောတယ်တစ်ခုတည်းတွေးရမယ်ဆိုရင်သူကမပြောတော့မြောက်ဆိုတဲ့အကောင်ကလည်းပဲဟိုသင်္ကိုင်းဆွဲလိုက်ဒီသင်္ကိုင်းဆွဲလိုက်နဲ့ဟိုသစ်ပင်ခုံကူးလိုက်ဒီသစ်ပင်ခုံကူးလိုက်အဲ့ဒါမှပြောတာသူက
တစ်ပင်တစ်ပင်နဲ့မှငြိမ့်ငြိမ့်မနေဘူးတစ်ကိုင်းတစ်ကိုင်းနဲ့ဆွဲမထားဘူးစိတ်နဲ့မြောက်နေအတူတယ်လို့အဲ့တော့ပြန်ပြောရမယ်ဆိုလို့ရှိရင်မျက်စိနဲ့မွေးနားနဲ့မိချောင်းငှက်နဲ့နှာခေါင်းငှက်နဲ့နှာခေါင်းလျှာနဲ့အိမ်ခွေးကိုယ်ကာယနဲ့တောခွေးစိတ်နဲ့မြောက်အဲ့ဒါသရဝ6កောင်ပဲအဲ့တော့သရဝ6កောင်ကအကြိုက်ချင်းမတူသူတို့ခုနကျိုးနဲ့တစ်ချောင်းထဲမှာစုပ်ပြီးတော့ခြီထားလိုက်မယ်ဆိုလို့ရှိရင်မွေကလည်းတောင်ပိုးရှိတဲ့စီဆွဲမှာပဲတောင်ပိုးရှိတဲ့စီသွားဖို့ကြိုးစားတယ်ကျိုးနဲ့ပေါင်းပြီးတော့ခြီထားတဲ့အခါမှာမွေကအားကောင်းရင်တောင်ပိုးပဲဆွဲယူသွားတော့ကျန်တဲ့ကောင်တွေကလိုက်သွားနော်တခါမိကြောင်ကဆိုရင်ရေထဲဆွဲချတော့ငှက်ကဆိုရင်ကောင်းကင်ပြန်တက်မြေခွေးကအိမ်ခွေးကဆိုလို့ရှိရင်ရွာထဲဆွဲယူသွားမှာမြေခွေးကဆိုရင်တောတဲ့တုတ်တန်ဘက်ကိုဆွဲယူသွားမယ်မြောက်ကဆိုရင်တစ်ပင်ရှိရဆွဲခေါ်သွားမယ်တောထဲဆွဲခေါ်သွားမယ်အဲ့တော့သူတို့အချင်းချင်းဟာအင်အားရှိတဲ့ကောင်ကယုံသွားတဲ့နောက်ကိုလိုက်သွားကြတယ်မတူညီတဲ့ဘက်ကိုတန်ရဆွဲခေါ်ပြီးတော့နေတော့နောက်ဆုံးမှာကိုကာယမှာပင်ပန်းဆာလောင်ပြီးတော့ပင်မနှောနဲ့သွားကြတယ်ဟိုလည်းမရောက်ဒီလည်းမရောက်တကောင်အားပြိုင်ရင်ကနေပြီးတော့ငှက်ကလည်းကောင်းရင်မပြန်နိုင်ဘူးခွေးကလည်းရွာရဲရအောင်ဆွဲနေဘူးရေခွေးကလည်းတုတ်တန်ထီအောင်မွေးကလည်းပဲတောက်ဖို့ရအောင်ဆွဲနေဘူးမိချောင်းကလည်းပဲရစ်ထဲရအောင်ဆွဲနေဘူးမြောက်ကလည်းပဲတစ်ပင်မောရအောင်မဆွဲနိုင်ဘူးဆိုတော့အဲ့တော့ဆွဲနဲ့ညောင်းညပင်မကုန်ကြတယ်တဲ့အကောင်လောင်းတွေကညောင်းညပင်မတကယ်တော့တဲ့အဲ့ထဲမှာအာကောင်းဆုံးကောင်တော့ကိုကုန်လိုက်သွားမှာမိချောင်းအောင်ရင်တော့မိချောင်းကအာကောင်းရင်တော့ကုန်ရေးတဲ့ရောက်တော့မှာပဲသိချတယ်ငှက်ကအာကောင်းရင်လည်းကုန်ပြန်တက်သွားမှာပဲအာကောင်းတဲ့ကောင်တော့ကိုအကုန်လုံးပါသွားမယ်တဲ့အဲ့ဒါတို့ပဲလူရဲ့တဏ္ဍာမှာသဘာဝချင်းမတူတဲ့မျက်စိနာနာလက်အာကာယပဏဆိုတာရှိတယ်မဆောင်စည်းဘူးဆိုရင်အတ္တယကဆွဲခေါ်သွားလိမ့်မယ်ကိရိတာတွေဖြစ်လိမ့်မယ်အကုသိုလ်တွေဖြစ်လိမ့်မယ်လောဘတွေဖြစ်လိမ့်မယ်ဒေါသတွေဖြစ်လိမ့်မယ်ဖြစ်လာရင်စိတ်ဓာတ်တည်ငြိမ်မှုဆိုတာဘယ်နည်းနဲ့မှမရနိုင်ဘူးတဲ့အဲ့ဒီလိုမရနိုင်တာဟာအတ္တဝရပဲထိမ့်သိမ့်ဆောက်ရှောက်မှုမရှိလို့ဖြစ်တယ်ထိမ့်သိမ့်ဆောက်ရှောက်မှုကြတော့ပြောင်းပြန်မယ်စိတ်ဓာတ်ခွန်အားလည်းကောင်းတယ်တတိယလည်းကောင်းတယ်ဘယ်နေရာမှာကိရိတာတွေဆုံးသတ်နိုင်တယ်ဆိုတာလည်းသိတယ်ဆိုရင်အစင်အာယုံကမျက်စိနဲ့အစင်အာယုံကလည်းပတ်သက်ပြီးတော့လောဘဒေါသမဖြစ်အောင်ထိန်းနိုင်တယ်နားကအတန်ကြာပြီးတော့လည်းလောဘဒေါသဖြစ်အောင်ထိန်းနိုင်တယ်အားလုံးသရဝ6កောင်နဲ့တူတဲ့ဓဝရ6ပါးဟာနော်တကောင်နဲ့တကောင်ယုံကမှုမရှိဘဲနဲ့ထိမ့်သိမ့်သွားနိုင်တယ်တတိတွေစိတ်ဓာတ်တွေအင်အားတွေနဲ့ထိမ့်သွားနိုင်တယ်ဘယ်လိုထိမ့်တာတုံးဆိုတာကြတော့မြတ်စွာဘုရားဥပမာပေးထားတယ်ခုနကတော့ကြိုးချင်းဆက်ပြီးတော့လွတ်ထားလိုက်တာလွတ်ထားတော့အကောင်းနဲ့ကောင်းတော့ကုန်ပါကောင်းငြိမ်မနေနိုင်ဘူးအဲ့ဒါမထိမ့်သိမ့်ထိမ့်သိမ့်ပြီဆိုရင်တော့မလုပ်လဲမွေကိုခြိထားတဲ့ကြိုးနော်မိချောင်းကိုခြိထားတဲ့ကြိုးငှက်ကိုခြိထားတဲ့ကြိုးအိမ်ခွေးကိုခြိထားတဲ့ကြိုးတောခွေးကိုခြိထားတဲ့ကြိုးမြောက်ကိုခြိထားတဲ့ကြိုးအဲ့ဒီကြိုးတွေကိုငုတ်တစ်ခုခိုင်စိုက်ထားပြီငုတ်တစ်ခုခိုင်မြေကြီးမှာစိုက်ထားပြီအဲ့ငုတ်မှာ
ခိုင်ခိုင်ခြိထားလိုက်မယ်ခုနကတော့ငုံမရှိဘူးကြိုးထုံးပေးထားလိုက်တယ်အကောင်းတဲ့ကောင်ဆွဲသွားမှာပဲအဲ့လိုမဟုတ်ဘဲနဲ့တငုတ်ထဲမှာအကျိုးစားတွေအလုံးစုခြိထားလိုက်တဲ့အခါဘယ်ကောင်ကယုံငုတ်ကိုပဲယုံနေကြတယ်ငုတ်ကိုယုံတဲ့အခါကျတော့နောက်ဆုံးမှယုံလို့မရတဲ့အကောင်တွေကမရတဲ့အခါကျတော့အဲ့ဒီငုတ်ပတ်ဝန်းကျင်လေးမှာအလုံးအညောင်းပြီးတော့ပင်ပန်းပြီးတော့အိတ်ကုန်ကြဝေရလည်းတခြားမသွားနိုင်ဘူးငုံတာလေးမှာပဲအိတ်လိုက်ရမိချောင်းကြီးကလည်းရေထဲဆင်ဖို့ကြိုးစားတာမရဘူးအဲ့နာမှာပဲအိတ်လိုက်ရငုံတဲ့ခြိထားတာကိုကက်ကလည်းကောင်းကင်ပြမတက်နိုင်ဘူးအဲ့နာမှာပဲငြိမ်သွားရတယ်အိမ်ခွေးတော်ခွေးကလည်းပဲငုံတာမှပဲငြိမ်သွားတယ်မြောက်ကလည်းအဲ့ဒီငုံတာမှပဲငိုက်နေရတော့ဘယ်မှသွားလို့မရဘူးစောင့်စည်းလိုက်ပြီဆိုရင်အဲ့လိုငုံတဲ့ခြိပြီးတော့စုထားလိုက်တယ်လို့ဖြစ်သွားတယ်ဘယ်အာယုံမှဒီတရဝ6កောင်ကိုဆွဲခေါ်မသွားနိုင်တော့ဘူးငုံနာမှာပဲအလုံးငြိမ်သွားကြတယ်မြတ်စွာဘုရားဟောလို့ရင်အဲ့ဒီမှာငုတ်ဆိုတာပါလေခြိတိုင်းတစ်ခုခြိတိုင်းမှာခြိထားလိုက်တာအဝေးသွားလို့မရဘူးဒီကောင်အလုံးအဲ့ဒီခြိတိုင်းဆိုတာပါပြောတာတော့ကာကတတတိပြောတတိနဲ့ခြိထားလိုက်တာဓံလေးခီလီဝါထံဘေဝါတဲ့ငုတ်ဖြစ်စေတိုင်ပဲဖြစ်စေခြိထားတာအဲ့ဒီငုတ်တို့တိုင်တို့တရဝ6កောင်လုံးကိုခြိထားတဲ့ငုတ်နဲ့တိုင်ကိုကာကတတတိလို့ခေါ်တယ်အလုံးကိုယ်ကာယပေါ်မှာတည်ရှိနေတဲ့တတိနဲ့ခြိနှောင်ထားလိုက်တာကာယတတတိပွားရခန္ဓာကိုယ်ပေါ်မှာပဲတတိထားလိုက်တဲ့အကုန်တတိထားတော့မျက်စိကမြင်တာပဲဖြစ်ဖြစ်နားကကြားတာပဲဖြစ်ဖြစ်နှာခေါင်းကနားရတာပဲဖြစ်ဖြစ်လျှာကအယတခန္ဓာဖြစ်ဖြစ်ခန္ဓာကိုယ်ကထိတွေ့တာပဲဖြစ်ဖြစ်စိတ်ကူးကြံစည်တာပဲဖြစ်ဖြစ်အလုံးကာယကတတတိကလွတ်ထွက်မသွားတော့အဲ့ငုံနာမှငြိမ်သွားသလိုပဲကာယကတတတိဆိုတဲ့အာယုံပေါ်မှာကိုယ်ကာယနဲ့ဆက်တယ်ဆိုလိုတာပါတော့ဆိုထိတဲ့ပေါ်အောင်ပြောလာလို့ရှိရင်နော်တတိဆိုတဲ့ကျိုးနဲ့ထွက်လေဝင်လေလေးပေါ်မှာခြိထားလိုက်အဲ့ဒါထွက်လေဝင်လေဆိုတာကိုယ်ကာယနဲ့ပတ်သက်နေလို့ကာယကတပဲလေကာယပဲအဲ့ဒါထွက်လေဝင်လေဆိုတာကာယပဲအဲ့ဒီခန္ဓာကိုယ်ထဲမှာရှိတယ်မဟာစီဆရာတော်ကြီးရဲ့တရားလို့ပြောမှဆိုရင်တော့ပိန်ဖောင်းမှာခြိထားလိုက်လို့ပြောတာနော်ထွက်လေဝင်လေမှာခြိထားလိုက်တယ်ပိန်နေဖောင်းနေပေါ်မှာခြိထားလိုက်တယ်ထိတယ်တိတယ်ပေါ်မှာခြိထားလိုက်တယ်တဏှာပေါ်ပါပဲကြည့်ပေါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အရာတို့တစ်ခုခြိနှလုံးခုန်တာကိုမှတ်တယ်ဆိုရင်နှလုံးခုန်တာနဲ့ခြိထားလိုက်တယ်နှလုံးခုန်တာမှတ်ရင်နှလုံးခုန်တာနဲ့ခြိထားတယ်ဝေဒနာနဲ့မှတ်ရင်ဝေဒနာမှာခြိထားတယ်ပေါ့ဒီမှာတော့ကာယကတတိဆိုတာအဲ့ဒါကိုယ်ကာယနဲ့ပတ်သက်တာလေးမှန်သမျှကိုအကုန်လုံးပြောတာအဲ့တော့ထွက်လေဝင်လေပေါ်မှာခြိထားလိုက်တယ်ခြိထားလိုက်သည့်အတွက်ကြောင့်အဆင်းအာယုမျက်စိကလည်းပဲအဆင်းအာယုဘက်ကိုဆွဲမသွားနိုင်တော့မျက်စိဆိုတဲ့မွေကလည်းပဲဆင်းအာယုဘက်ကိုဆွဲသွားလို့မရဘူးဒီငုတ်တိုင်နားမှာပဲသူမောပန်းသွားတယ်နော်နားဆိုတဲ့မိချောင်းကလည်းပဲအတန်နောက်ဆွဲမသွားတော့စိတ်ကိုဆွဲခေါ်မသွားတော့ဒီနားမှာပဲငြိမ်သွားတယ်ငှက်ဆိုတဲ့အကောင်ကလည်းပဲကောင်းကင်ကိုငှက်ဆိုတဲ့ဒီနှာခေါင်းကလည်းပဲဒီနားမှာပဲငြိမ်သွားတယ်ဒီအနမ်းရှိအောင်ဆွဲခေါ်မသွားဘူးလျှာဆိုတဲ့ခွေးကလည်းအိမ်ခွေးကလည်းပဲရတယုံဆိုတာကိုရတယုံဆိုတဲ့စီကိုဆွဲခေါ်မသွားတော့ခေါ်သွားလို့မရတော့
ကိုယ်ကာယဆိုတဲ့မြေကွေးကလည်းပဲသုတ်တန်တစ္ဆသင်္ချိုင်းဝဘက်ကိုဆွဲခေါ်သွားလို့မရတော့မြောက်ဆိုတဲ့စိတ်ကလည်းပဲတော်တဲ့ကိုကြံတွေးအာယုံလို့ဆိုတဲ့တောအုပ်ထဲကိုသူဆွဲခေါ်သွားလို့မရတော့ကာယကတတိဆိုတဲ့ခြိတိုင်လေးပါပဲအလုံးကညင်ဝတ်သွားကြတယ်ဒါကမ္မထာထုတ်နည်းလေးကိုနှီးပေးတာပဲမှားတော့နော်မတူညီတဲ့အရာ6ခုမတူညီတဲ့အရာ6ခုသည်မတူညီတဲ့အာယုန်နေနဲ့ပျော်မွေ့နေကြတာဖြစ်တယ်ဒီသဘောပဲမျက်စိကအတန်းကိုကြည့်မဆိုင်ဘူးဘာကိုကြည့်ဆိုင်တာတော့အစင်းကိုကြည့်ဆိုင်တာမျက်စိနဲ့အစင်းနာကအတန်းအစင်းကိုကြည့်မဆိုင်နိုင်ဘူးသူသိတာအတန်းပဲနှာခေါင်းကအနံ့ကိုလျှာကအရသာကိုကိုယ်ကာယကအထိတွေ့ကိုစိတ်ကကြံတွေးအာယုံကိုဆိုသူကြိုက်တာတွေသူကြိုက်တာတွေတစ်ခုစီပဲအဲ့ဒီဘက်ကိုဘယ်မှမရောက်အောင်ကာယကတတိကနေပြီးတော့ခြိတိုင်လေးတစ်ခုပေါ်မှာစုပြီးတော့ခြိပေးထားလိုက်ခြိပေးထားလိုက်တဲ့အခါကျတော့ယုံရင်ကံရင်ယုံရင်ကံရင်နဲ့စိတ်ဆိုတဲ့အရာလေးဟာပင်မနွမ်းနဲ့သွားပြီးတော့ခြိတိုင်နားမှာပဲရှက်တန်သွားတယ်အာနာပါနနဲ့ပတ်သက်ပြီးတော့လည်းပဲဒီအဓိပ္ပာယ်မျိုးဟောတယ်နော်ရှုံးကန်တတ်တဲ့နွားပေါက်စာလေးကိုခြိတိုင်မှာခြိထားလို့ရှိရင်အကယ်၍ဒီနွားလေးကခြိမထားရင်နဲ့ဟိုပြေးလိုက်ဒီပြေးလိုက်လို့အဲ့တော့ငုတ်လေးမှာခြိထားလိုက်ရင်ဒီနွားလေးကယုံရင်ကန်ရင်နဲ့ပင်မပြီးခြိတိုင်နားပဲအိတ်သွားတယ်အဲ့ဒါလို့ပဲလူရဲ့စိတ်ဟာလည်းတောင်ပြေးမြောက်ပြေးပြေးနေတာကိုအာနာပါနဆိုတဲ့ထွက်လေဝင်လေးမှာတတိလေးနဲ့ခြိထားလိုက်လို့ရှိရင်အဝေးမပြေးနိုင်တော့ပဲနောက်ဆုံးမှာအာနာပါနတတိနာမှာပဲငြိမ်ဝတ်သွားတယ်တမာရိရသွားတယ်လို့ဆိုလိုတာနော်အခုလည်းအဲ့ဒီအဓိပ္ပာယ်ပဲတူတူပဲဒါကြတော့သရဝ6កောင်နဲ့ပဲဥပမာပေးတာသရဝ6កောင်နဲ့ဥပမာပေးတာဒါကြောင့်မို့လို့သဗ္ဗနကောပမတုတ်လို့ခေါ်တာသရဝ6កောင်သူတို့ရဲ့ချက်စားရဌာနချင်းကလည်းကွာတယ်မတူဘူးသူတို့အကြိုက်ချင်းကလည်းမတူကြဘူးမတူတဲ့သရဝ6កောင်ဟာနောက်ဆုံးကြတော့တံဝရဆိုတဲ့စောင့်စည်းမှုခြိငုတ်ကြီးတစ်ခုပေါ်မှာစုချီထားလိုက်လို့ရှိရင်ဘယ်မှမသွားတော့ပဲနောက်ဆုံးမှာအဲ့ဒီခြိတိုင်နားမှာပဲအလုံးကငြိမ်ဝတ်သွားကြတယ်လို့ဒါကြောင့်မို့မြတ်စွာဘုရားတန်လေးခိလေဝါထမေဝါတိခောဘိခွေကာကရယတတိယဣဒံတိဝဆနာနဲ့ခိုင်မာတဲ့ငုတ်မလှုပ်နိုင်အောင်ခိုင်မာတဲ့တင့်ငုတ်တိုင်းဆိုတာဟာကာယရတတိကိုပြောတာပါတဲ့တတိနဲ့ချီနှောင်ထားတာဒါကြောင့်မို့မြတ်စွာဘုရားကဒီသုတ်တန်ရဲ့ဏိဂုံးမှာတိုက်တွန်းချက်စကားလေးပြောတယ်တတဝတိဟဘိက္ခွေဧဝံတကိတဗံယန္တုဒါကြောင့်မို့ဒီလိုလိုက်နာကျင့်သုံးသင့်တယ်မင်းတို့ဒီလိုလိုက်နာကျင့်သုံးကြကာကတနောတတိပဝိတာဘဝိတတိဘဟုလိကတာရှာနိကတဝုထုကတအနုဋ္ဌိတပရိစိတသုတမရတ္တိဧဝံဟိယောဘိက္ခွေသိခိတဗံယန္တုဒါကြောင့်မို့ဒီတိုင်းကျင့်ကြတဲ့အာနာပါနလိုကိုယ်ကာယနဲ့ဆက်ပြီးတော့ဖြစ်နေတဲ့ကိုယ်ကာယအစိတ်ပိုင်းတစ်ခုပေါ်မှာတဲ့တတိကိုခိုင်မာသွားအောင်အဲ့ဒီမှာရင်တတိဖြစ်အောင်အကျဉ်းချင်းထထဖြစ်အောင်နောက်ဆုံးမှာကိုယ်စီးတဲ့ရင်လို့ပိုက်မိုက်နိုင်ရှုကျင်တဲ့အချိန်မှာရှုလို့ရအောင်ကိုယ်ယက်တည်တဲ့မိရတိရလို့ဖြစ်အောင်စဉ်းစားမပြတ်ယက်တည်နိုင်အောင်လေ့ကျင့်ကြအားထုတ်ကြလို့ဒါတကယ်လုပ်ငန်းသဘောကြတော့ထွက်လေဝင်လေပေါ်မှာပဲအာယုံစိုက်ပြီးတော့တမာရိရအောင်ကြိုးစားလို့ပြောတာရှင်းရှင်းရတယ်နော်ထွက်လေဝင်လေပေါ်မှာအဲ့တော့ထွက်လေဝင်လေပေါ်မှာလေ့ကျင့်လို့ရှင်ဘာဖြစ်လာလဲ
အဲ့ဒီထွက်လေဝင်လေဟာကိုယ့်ရဲ့စီးတော်ရင်သဘောမျိုးဖြစ်လာတယ်ကိုယ်စိတ်ကလေးကအဲ့ဒီထွက်လေဝင်လေပေါ်မှာပဲစီးပြီးတော့လိုက်ပါနေတယ်ဒါကိုယာနိကတာရှင်သဖွယ်ဖြစ်အောင်လုပ်ပါယင်ဆိုတာကိုယ်သွားခြင်းနဲ့နေရာသွားလို့ရနော်စီးရယင်ဝဋ္ထုကတာတိယမိယယတ္တိယတစ်ခုအနေနဲ့ဖြစ်အောင်လုပ်ပါအနုဋ္ဌိတာစင်စမပြတ်တီးနေအောင်လုပ်ပါပရိစိတာလေ့ကျင့်ပါသုတ္တမရတ္တာအကောင်းဆုံးဖြစ်အောင်အထောက်ပါဒါဒီတိုင်းပဲဟောတာအများတာအဲ့ဒါလို့လုံးမယ်လို့ဆိုပြီးတော့အတင်ပြီးတော့ကြိုးစားအထောက်ကြပါလို့ပြောတာအဲ့ဒါဆိုရင်ဒီတရား6កောင်ဘယ်တော့မှယုံကံပြီးတော့သူတို့ကြိုက်ရသွားတော့မှမဟုတ်တော့ဘူးကာယတတိဆိုတဲ့ချီငုံနာမှာပဲသူတို့ဟာရက်တန့်ပြီးတော့ငြိမ်ဝတ်သွားကြမှာဖြစ်တယ်ကြိုက်တဲ့အာယုစီကိုစိတ်ကိုဆွဲခေါ်သွားတော့မှမဟုတ်တော့ဘူးဒါဒီတော့ရဲ့လူရင်းအနှစ်ချုပ်ကတော့ကာယကတတတိကမ္မထံခန္ဓာကိုယ်ပေါ်မှာတတိထားပြီးကိုယ်ကာယအစိတ်ပိုင်းတစ်ခုပေါ်မှာတတိထားပြီးတော့တတိနဲ့တမာတိနဲ့အသိပညာနဲ့တိုးတက်အောင်ချိုးစားအထောက်ရမယ်လို့မြတ်စွာဘုရားကာယကတတိနဲ့ပတ်သက်ပြီးဟောတာဒါနော်ကာယကတတိဆိုတာဘာတွေတုံးကာယ ानु ပဒနာလည်းကာယကတတိပဲဝေဒနာလည်းကာယကတတိပဲခန္ဓာကိုယ်နဲ့ပတ်သက်နေတဲ့အားတွေအကုန်လုံးတူတူကြီးပဲဟောတရားရှာကိုမှတွေ့ဆိုတဲ့အတိုင်းခန္ဓာကိုယ်မှာရှိတဲ့အရာတွေအားလုံးပေါ်မှာတစ်ခုပေါ်မှာဒီတတိတရားဆွဲမြဲနေအောင်ဘာကြောင့်တတိတရားဆွဲမြဲအောင်လုပ်ရတော့ဆိုတတိရှိမှပညာကသိတာတတိကယူပေးမှဥပမာပဲဆိုတော့စာအုပ်တို့ကြည့်ကျင်လို့ရှိရင်မျက်စိကစာအုပ်မှမဖွင့်နိုင်တာလက်ကဖွင့်ပေးရမယ်လေထို့တူပဲတတိကအာယုံကိုယူပေးတယ်ပညာကသိတယ်အဲ့တော့ပညာကအာယုံကိုယူနိုင်လားမယူနိုင်ဘူးပညာကသိတာဒါပညာကိစ္စအာယုံနဲ့စိတ်နဲ့တွေ့ပေးတာတတိရဲ့ကိစ္စတတိကအာယုံကိုယူပေးတယ်မှတ်ရတယ်ပညာကအမှားမှန်ကိုဆုံးဖြတ်တယ်တမာတိကအာယုန်တစ်ခုတည်းပေါ်မှာစူးစိုက်တော့အောင်လုပ်တယ်ဝိရိယကတွန်းအားပေးတယ်အလုံးကသူ့လုံနဲ့သူလုပ်ကြတာအလုံးပေါင်းစပ်လိုက်မှကောင်းမြတ်တဲ့ရလတ်တစ်ခုထွက်တယ်လို့ဒီလိုမှအဲ့တော့ဒီသဗ္ဗနကောပမတုတ်ရဲ့အနှစ်ချုပ်ကတော့ကာယကတတိကမ္မထံအထုတ်ဖို့တိုက်တွန်းခြင်းသာဖြစ်တယ်လူရဲ့တဏ္ဍမှာဖြစ်တဲ့အင်္ဂါ6မျိုးဟာဓဝရ6မျိုးဟာတရား6កောင်နဲ့အလားတန်တူတယ်အကြိုက်ချင်းမတူကြဘူးပျော်မွေ့ရခြင်းမတူကြဘူးဘယ်လိုပဲကွဲပြားခြားနားပါစေစိတ်ကလေးကိုသူကြိုက်ရအာယုံပဲခေါ်မသွားအောင်ကာယကတတိဆိုတဲ့တတိနဲ့ဖမ်းချုပ်ပြီးတော့တည်ငြိမ်အောင်ကြိုးစားပါလို့ထီချင်းစင်တစ်ခုကို message ပေးတာပဲဖေ။နော်။တရင်တကပေးတာသင်္นานပေးတာအဲ့ဒီဘက်ကိုအလုံးစုစီပါလို့သူတို့ဆိုလို့တယ်။ဒါနိဗ္ဗာန်ကိုထွက်ဖို့ရအတွက်လမ်းကြောင်းတစ်ခုပေးလိုက်တာပဲ။နော်။အဲ့လမ်းကြောင်းအတိုင်းလိုက်လို့ရှိရင်လေနောက်ဆုံးမှာလမ်းဆုံးပတ်နိုင်ရတော့နိဗ္ဗာန်ရောက်မှာပဲဖြစ်တယ်။နိဗ္ဗာန်ကိုတွေ့ကြမှာပဲဖြစ်တယ်ပေါ့။ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့သဗ္ဗနကောပမတုတ်အနှစ်ချုပ်မှာတရား6កောင်နဲ့လာတုတဲ့မျက်စိနာနာလျာကာယမနဆိုတာတွေကိုထိမ့်သိမ်းဆွတ်ခြင်းအပြင်လောဘဆိုတဲ့ကိလေသာဒေါသဆိုတဲ့ကိလေသာအခြားကိလေသာတွေမဖြစ်အောင်တတိနဲ့ပညာနဲ့ထိမ့်ညှိပြီးတော့ကြိုးစားအထောက်ကြရမှာဖြစ်တယ်ဆိုတာမှတ်သားပြီးကာယကတတိကမ္မထံကိုကျင့်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း